အားလုံးပဲမင်္ဂလာပါ Football Analytics by Owen ရဲ့ Facebook page နဲ့ YouTube channel ကနေပြန်လည်ကြိုဆိုလိုက်ရပါတယ်ခင်ဗျာခုတင်ဆက်ပေးမှာကတော့ Arsenal အသင်းက Real Madrid အသင်းရဲ့ Brazil တောင်ပန်တိုက်စစ်ကစားသမား Vinicius Junior ကိုခေါ်ယူဖို့အတွက်စတင်လှုပ်ရှားလာတဲ့အကြောင်းကိုကျွန်တော်ဒီဗီဒီယိုလေးမှာအဓိကသုံးသပ်တင်ဆက်ပေးတော့မှာပဲဖြစ်ပါတယ်ခင်ဗျာအားလုံးပဲမင်္ဂလာပါကမ္ဘာဖလားပြိုင်ပွဲပြီးတာနဲ့ကလပ်အသင်းတွေကတော့အပြောင်းအရွှေ့တွေကိုဒါခက်မြန်လှုပ်ရှားလာကြပြီအဲ့တော့ဒါဒီကနေ့မှာတင်ပဲဒါ Real Madrid အသင်းက Man City ကွင်းလယ်ကစားသမား Rodri ရဲ့အပြောင်းအရွှေ့နဲ့ဒါ Leipzig အသင်းရဲ့တောင်ပန်တိုက်စစ်ကစားသမား Yan Diomande တို့ရဲ့အပြောင်းအရွှေ့တွေကိုစတင်လှုပ်ရှားလာတဲ့အကြောင်းကျွန်တော်တို့ဒါသတင်းတွေကြားလိုက်ရတဲ့အချိန်မှာတော့တော်တော်လေးတော့စိတ်ဝင်စားစရာဖြစ်လာပြီအဲ့လိုမျိုးပဲအခုလက်ရှိအချိန်မှာလည်းဒါ Arsenal အသင်းက Real Madrid အသင်းရဲ့ Brazil တောင်ပန်တိုက်စစ်ကစားသမား Vinicius Junior ကိုခေါ်ယူဖို့အတွက်စတင်လှုပ်ရှားမှုပြုနေပြီဆိုတဲ့အကြောင်းကိုလည်းဒါ David Ornstein ကအတည်ပြုသွားတယ်အဲ့တော့ Arsenal အသင်းက Vinicius Junior ရဲ့အပြောင်းအရွှေ့အတွက်ဒါ Real Madrid အသင်းနဲ့ကလပ်နှစ်သင်းကြားမှာဒါဆွေးနွေးမှုတစုံတရာမပြုတ်လောက်ရသေးပေမဲ့လည်းဒါ Arsenal အသင်းအတွင်းပိုင်းမှာတော့ Vinicius Junior ကိုခေါ်ယူဖို့အတွက်ဒါ approve ရပြီလို့သိရတယ်အဲ့တော့မကြာခင်မှာပဲဒီ Vinicius Junior ကိုခေါ်ယူဖို့အတွက် Arsenal အသင်းကဒီအဆင်ပြေအောင်ဘယ်လိုစူးစမ်းလာမလဲသဘောတူညီမှုရရှိအောင်ဘယ်လိုပြုလုပ်လာမလဲဆိုတာတော့စောင့်ကြည့်ရမယ်အဲ့တော့ဒါ Real Madrid အသင်းနဲ့ Vinicius Junior ရဲ့အခြေအနေကိုကျွန်တော်ပြန်ပြီးလေ့လာကြည့်ရမယ်ဆိုရင်တော့ Vinicius Junior က Real Madrid အသင်းမှာဒီစာချုပ်သက်တမ်းကနောက်ဆုံး12လတည်းကိုရောက်နေပြီအဲ့တော့ဒါပြီးခဲ့တဲ့ရာသီမှာကတည်းကဒီ Vinicius Junior ရဲ့ကိုယ်စားလှယ်အဖွဲ့တွေနဲ့ဒါ Real Madrid အသင်းကြားမှာစာချုပ်သစ်တစ်ရက်ချုပ်ဆိုဖို့အခုချိန်ထိကိုသဘောတူညီမှုမရရှိထားသေးဘူးဒီစာချုပ်အသစ်ကိစ္စကလုံးဝကိုကြန့်ကြာနေတယ်ကျွန်တော်လေ့လာတော့ကျွန်တော်သိရတော့ပြန်ပြီးမျှဝေရမယ်ဆိုရင်တော့ဒါ Vinicius Junior ဘက်ကဒီစာချုပ်သစ်မှာ Real Madrid အသင်းနဲ့တောင်းဆိုတဲ့အရာတွေကတော်တော်လေးများနေတာကျွန်တော်တွေ့ရတယ်အထူးသဖြင့်ဒါ Vinicius Junior ဘက်ကဒီစာချုပ်သစ်မှာသူလိုချင်တဲ့လစာက Cristiano Ronaldo Real Madrid အသင်းမှာရှိစဉ်တုန်းကလစာနှုန်းသားအတိုင်းသူကရကျင်တယ်အဲ့လိုမျိုးပဲနောက်ထပ်အကျိုးခံစား권တဲ့အနေနဲ့ဒီပုံရိပ်တွေနောက်ပြီးတော့ဒါအသင်းမှာသူ့ကိုအဓိက role နေရာကနေအရေးပါတဲ့အဓိကဒီပထမဦးစားပေးနေရာကနေပေါ့လေဒါသူ့ကိုဒါဦးစားပေးဆက်ဆက်မှုတွေဒီလိုအရာတွေပါဒါဒီ Vinicius Junior ဘက်ကတောင်းဆိုထားတယ်လို့တော့သိရတယ်နောက်ထပ်ဒီအခြေအနေတစ်ခုကဘာလဲဆိုတော့ဒီစာချုပ်သစ်အတွက်ဒီဆွေးနွေးတဲ့အချိန်မှာအဲ့အချိန်တုန်းကဒါ Real Madrid အသင်းကိုကင်တွယ်နေတာက Xavi Alonso ကင်တွယ်တဲ့အချိန်ကာလဖြစ်တယ်အဲ့တော့ဒီ Xavi Alonso နဲ့ Vinicius Junior ရဲ့ကြားမှာဒီ conflict လေးတွေကနည်းနည်းလေးရှိထားတော့အဲ့လိုအခြေအနေမျိုးမှာပဲဒါ Vinicius Junior ဘက်ကသူ့ရဲ့စာချုပ်သစ်ချုပ်ဆိုနေတဲ့ဆွေးနွေးနေတဲ့အရာကိုဒါဘယ်လိုပြောမလဲဒါရက်ခိုင်းထားလို့ကျွန်တော်သိရတယ်အဲ့တော့အခြေအနေတွေကနှစ်ခုဖြစ်နေတယ်Vinicius Junior ဘက်ကဒါလာစာတွေတခြားခံစား권တွေဒီတောင်းဆိုတဲ့အရာတွေများနေတာရောဒီ Xavi Alonso ရှီတုံးကအချိန်ကာလမှာသူနဲ့နီးပြနဲ့ဂျားကပြဿနာတွေဖြစ်ထားတဲ့အရာတွေကိုဒီလိုအကြောင်းအရာတွေစုပြုံပြီးတော့ Vinicius Junior ဘက်ကဒါစာချုပ်သစ်ကိစ္စကိုဒါရက်ထားတယ်လို့သိရတယ်အဲ့တော့အခုဒါ Vinicius Junior အနေနဲ့ဒါကမ္ဘာဖလားပြိုင်ပွဲပြီးတော့သူ့ရဲ့အားလက်ရက်ကပြန်လာလို့ရှိရင်ဒါနောက်တစ်ပတ်မှာဆိုဒါအသင်းနဲ့သူပြန်လည်ပူးပေါင်းတော့မယ်ဒီလိုအချိန်မှာဒါ Real Madrid အသင်းနဲ့ Vinicius Junior တို့ရဲ့ကြားမှာဒီစာချုပ်သစ်တစ်ရက်ကိုထပ်ပြီးတော့ဆွေးနွေးမှာလား Vinicius Junior ဘက်ကဒီ Mourinho လက်ထက်မှာဆက်ပြီးတော့ကစားခြင်းလားเนาะဒီ Real Madrid အသင်းဘက်ကကန့်လန့်ထားတဲ့စာချုပ်သစ်မှာသူလက်မှတ်ရေးထိုးမှာလားဆိုတာကတော့ကျွန်တော်မကြခင်အဖြေသိရတော့မယ်အဲ့တော့ဒီ Real Madrid ဘက်ကဒီ Vinicius Junior ကိုစာချုပ်မချုပ်ချင်တာမဟုတ်ဘူးသူ့ကိုစာချုပ်သစ်ကကန့်လန့်ပြီးသားအဲ့ဒီကန့်လန့်ထားတဲ့ဒီစာချုပ်သစ်မှာလည်းအရင်ရထားတဲ့အကျိုးခံစား권တွေလစာတွေကိုသူ Real Madrid အသင်းကတိုးပြီးသားဖြစ်တဲ့ပမာဏတစ်ခုတော့ရှိနေမယ်လို့ကျွန်တော်ထင်တယ်အဲ့တော့လက်ရှိမှာ Real Madrid အသင်းနဲ့ Vinicius Junior တို့ရဲ့စာချုပ်ကဒီစာချုပ်အဟောင်းမှာသူ့အနေနဲ့တစ်နှစ်ကိုဒီလောက်ခလစာအနေနဲ့ဒါအကြမ်းမြင့်ပေါ့လေဒါယူရို25သန်းလောက်ရထားတယ်အဲ့ဒီပြင်ကမှသူ့ရဲ့ဒီစာချုပ်ဖြတ်သိမ်းခြင်းမှာ1 billion စာချုပ်ရှိထားတယ်အဲ့တော့ဒီလိုအရာမျိုးတွေရှိတဲ့အခါမျိုးမှာဒါ Real Madrid အသင်းစီကို Arsenal အသင်းနေနဲ့လာကမ်းလန်းလို့ရှိရင်ဘလို့နှုံးသားမျိုးနဲ့ကမ်းလန်းမှာလဲဆိုတာကတော့ကျွန်တော်တို့မသိရသေးဘူးအဲ့တော့ဒါဒီစာချုပ်မှာကဒီ Vinicius Junior နဲ့ Real Madrid ချုပ်ဆိုထားတဲ့စာချုပ်မှာကဒါစာချုပ်ဖြတ်သိမ်းကြီးက1 billion ရှိတယ်အဲ့တော့ဒီစာချုပ်12လသာကျန်တော့တဲ့ကစားသမားကိုလည်း Real Madrid အသင်းဘက်ကဒီအလွတ်နဲ့လုံးဝကိုသူတို့ကထွက်ခွာဝင်ပြီးမှမဟုတ်ဘူးတကယ်လို့ Vinicius Junior ဘက်က Real Madrid အသင်းမှာဆက်မကစားခြင်းဘူးအသင်းပြောင်းခြင်းနဲ့ဆိုရင်ဒါ Real Madrid အနေနဲ့အခုလက်ရှိမှာဒါဝယ်လက်ရှိနေတော့ Arsenal အသင်းကိုရောင်းချလိုက်မယ်လို့တော့ကျွန်တော်ယူဆတယ်အဲ့တော့ဒီလက်ရှိဒီဘယ်လိုပြောမလဲဒါ Vinicius Junior နဲ့ဒီ Arsenal အသင်းတို့ရဲ့ဘယ်လိုပြောမလဲဒီအပြောင်းရွှေ့သတင်းကဘယ်လိုအခြေအနေမျိုးမှာမူတည်နေရလဲဆိုတာ Vinicius Junior ရဲ့ဆုံးဖြတ်ချက်အပေါ်မှာလဲမူတည်နေလိုမျိုးပဲတကယ်လို့
Vinicius Junior အနေနဲ့ဒါ Real Madrid မှာဆက်လက်ပြီးကစားမယ်ဆိုရင်လေသူတောင်းဆိုတဲ့အရာတွေကိုဒါ Real Madrid အသင်းကဖြည့်ဆည်းပေးမှလားအဲ့အပြင်ကမှဒါကလပ်အသင်းနဲ့ကစားသမားနဲ့ကြားမှာနောက်ထပ်ဘယ်လိုမျိုးအဆင်ပြေအောင်စာချုပ်တစ်တွေဒီစာချုပ်တစ်တွေဆွေးနွေးမလဲဆိုတာကတော့ကျွန်တော်ဒါဆက်ပြီးစောင့်ကြည့်ရမှာပေါ့လေအဲ့တော့ဒါလက်ရှိအချိန်မှာလည်းဒါ Real Madrid အသင်းဘက်ကဒါပြီးခဲ့တဲ့ရာသီကအခြေအနေကိုပြန်ပြီးလေ့လာကြည့်လိုက်မယ်ဆိုရင် Vinicius Junior နဲ့ Kylian Mbappe ဒီကစားသမားနှစ်ယောက်မှဆိုလို့ရှိရင်အသင်းဘက်က Kylian Mbappe ကိုပို့ပြီးတော့ပါစားပြီးတဲ့အနေထားမျိုးကျွန်တော်တွေ့ရတယ်ဗျဒါရိုးရှင်းပြောတာဗျဒီအရက်စကားနဲ့ပြောတာတကယ်တော့အဲ့ဒီအရာကိုလည်းဒါ Vinicius Junior ကတိတ်တော့သဘောကျပုံမရဘူးဂျေဝင်နေလောက်တယ်အဲ့တော့ဒါကြောင့်မလို့ဒါပြီးခဲ့တဲ့ရာသီတုန်းက Vinicius နဲ့ Kylian Mbappe ရဲ့ကြားမှာ eco ပြိုင်ဆိုင်မှုလေးကျွန်တော်နည်းနည်းလေးတွေ့လိုက်ရတယ်ပေါ့လေအဲ့တော့ဒီလိုအရာတွေဘယ်လိုပြောမလဲဒီအဖက်ဖက်ကနေပြန်ပြီးစဉ်းစားကြည့်လိုက်မယ်ဆိုရင်တော့ Vinicius Junior ဘက်မှာတော့ဒါစဉ်းစားကြင်ကြတာများတာပေါ့ဗျာအဲ့တော့သူ့အနေနဲ့စာချုပ်တစ်တရက်မှာသူလက်မှတ်ရေးထိုးမှာလားသူတောင်းဆိုထားတဲ့ပမာဏကိုမပေးရင်သူအသင်းကနေထွက်မှာလားနော်အဲ့တော့အဲ့ဒီအရာတွေကတော့စောင့်ကြည့်ရမယ်တေချာတာတော့ဒါ Arsenal အသင်းကတေချာပေါက်ဒါ Vinicius Junior ကိုသူတို့ရဲ့အခုလက်ရှိမှာဒီတိုက်စစ်ပြစ်မှတ်အဖြစ်သူတို့ဒါခေါ်ယူဖို့လှုပ်ဆောင်နေရတော့တေချာတယ်အဲ့တော့Arsenal အသင်းဘက်ကိုပြန်ပြီးကြည့်လိုက်မယ်ဆိုရင်လည်း Arsenal အသင်းကဒီနွေရာသီဈေးကွက်ထဲမှာလှုပ်ရှားနေတာသူတို့ရဲ့ပြစ်မှတ်တွေကတကယ်ကိုပဲခေါ်ရခက်တဲ့ပြစ်မှတ်တွေဖြစ်နေတဲ့အတွက်လည်းအခုချိန်မှာဒီ Blue Jack ကခေါ်ထားတဲ့ဒါ Crystal Zolit တယောက်လောက်ပဲကစားသမားတစ်ရရည်တယ်ကျန်တဲ့ကစားသမားတွေရောတယောက်မှသူတို့ဘယ်လိုပြောမလဲစူးစမ်းနေတာအရာမထင်သေးဘူးပေါ့လေအဲ့တော့ဒီ Arsenal အသင်းစီလာခြင်းပါတယ်ဆိုတဲ့ဒါ Morgan Roger ကိုလည်းဒါကြားထဲမှာ Chelsea အသင်းက high jet လုပ်ပြီးခေါ်သွားတယ်တကယ်တော့ Arsenal အသင်းနေတဲ့ဒါ Morgan Roger ကိုစောစီးဒါအပြတ်ဖြတ်လိုက်မယ်ဆိုရင်ဒါဒီကစားသမားကရောက်လာနိုင်တယ်ဒါပေမဲ့ Arsenal အသင်းဘက်ကဒါ Morgan Roger ကိုအတွက်ပေါင်တန်း100ကျော်လောက်မပေးခြင်းတဲ့အနေအထားမျိုးမှာဒီကိစ္စကမဖြစ်မြောက်သွားခဲ့တာအဲ့တော့ Arsenal အသင်းနေတာ Morgan Roger ကိုလက်လွတ်ပေးရတဲ့နောက်မှာသူစူးစမ်းနေတဲ့ကစားသမားတွေကဒီ Julian Alvarez တို့နောက်ပြီးတော့ဒါ Brady Barcola တို့เนาะနောက်ပြီးတော့ဒီကစားသမားတွေရဲ့ဒီရှေ့မှာဒါဒီအပြောင်းရွှေ့ဈေးကွက်မဖွင့်ခင်မှာ Arsenal အသင်းနဲ့လိုချင်တဲ့ကစားသမားတွေကဒါ Farid Clear တို့စသဖြင့်ပေါ့ဗျာဒါအဲ့တော့ဒီ Arsenal အသင်းရဲ့လိုချင်တဲ့ပြစ်မှတ်တွေကိုကြည့်လိုက်တော့လေကျွန်တော်ရှေ့မှာပြောခဲ့သလိုမျိုးပဲတကယ်ကိုခေါ်ရခက်နေတဲ့ပြစ်မှတ်တွေဖြစ်နေတာနောက်ဆုံးဒီ Newcastle ကကွင်းလင်ကစားသမား Bruno Guimaraes ဆိုလဲအခုချိန်ထိ Arsenal အသင်းကသဘောတူညီမှုရရှိမထားသေးဘူးကစားသမားတွေက personal တန်းရသဘောတူညီမှုရဖို့ဘာမှမခက်ခဲမနဲ့လက်ရှိအချိန်ထိ Newcastle အသင်းနဲ့ပြောင်းရွှေ့ခြင်းညှိနှိုင်းနေတာပါတကယ်ကိုပဲကြန့်ကြာနေတယ်အဲ့တော့ Arsenal အသင်းအနေနဲ့အခုလက်ရှိမှာဒါ Vinicius Junior ရဲ့အပြောင်းအရွှေ့ကိုဘယ်လိုမျိုးမြန်မြန်ဆန်ဆန်လုပ်မလဲဆိုတာကတော့စောင့်ကြည့်ရမယ်တေချာတာတော့ဒီရာသီကလည်းမကြခင်စတော့မှာဆိုတော့ Arsenal အသင်းအတွက်ကတော့ဒီတိုက်စစ်နေရာအတွက်သူတို့ငကိုတွေကရီမန်းထားတဲ့တိုက်စစ်နေရာမှာဒီဘေတောင်မှပဲဖြစ်ဖြစ်တိုက်စစ်နေရာပဲဖြစ်ဖြစ်သူတို့ရဲ့ဒီ high profile မြင့်တဲ့ကစားသမားတွေခေါ်ခြင်းတဲ့အရာတစ်ခုကိုဒီ Vinicius Junior နဲ့အစားထိုးပြီးခေါ်သွားမလားဒါမှမဟုတ်နောက်ထပ်ဘယ်ကစားသမားကိုစူးစမ်းလာအောင်မလဲဆိုတော့စောင့်ကြည့်ရမယ်တေချာတော့ဒါလွန်ခဲ့တဲ့ဒီမနေ့တနေ့ရပဲ Arsenal အသင်းကရန်ဒီယိုမန်နီကိုတော့မှသွားပြီးတော့လာ live set အသင်းကိုခေါ်လို့ရမလားခေါ်လို့ရနိုင်မလားဆိုပြီးတော့သွားပြီးတော့မေးမြန်းတီးခောက်တဲ့အခါမျိုးကြီးလည်းရှိသေးတယ်အဲ့လိုမျိုးပဲဒါ Brady Barcola လည်း Arsenal အသင်းကသူတို့ရဲ့ list ထဲမှာအခုချိန်ကြီးထည့်ထားတော့မယ်အဲ့တော့အားလုံးခြုံပြီးပြောရမယ်ဆိုတော့ဒါ Arsenal အသင်းကဒီနွေရာသီမှာဘာလို့ Crystal Zolit တယောက်ပဲရောက်သေးတာလဲဆိုတော့နောက်ဆုံးတော့အဖြစ်ထွက်လာတော့သူတို့ပြစ်မှတ်ထားတဲ့ကစားသမားတွေကတကယ်ကိုခေါ်ရခက်တဲ့ကစားသမားတွေဖြစ်နေလို့အဲ့တော့ Julian Alvarez ဆိုလဲလက်ရှိအချိန်တွေအထိAtletico Madrid အသင်းကလုံးဝကိုထုတ်မရောင်းပါဘူးဆိုပြီးတော့လက်ရှိချိန်ကြီးဒါပြတ်သားတဲ့ဒီ reply တွေလုပ်နေတော့မယ်အဲ့တော့ Julian Alvarez ကို Arsenal အနေနဲ့တကယ်လို့ရောင်းချ Atletico ဘက်ကရောင်းချမယ်ဆိုရင်တော့မှ Arsenal အသင်းနေနဲ့ခေါ်ရခက်လေဦးမယ်လို့ကျွန်တော်ထင်တယ်ဘာလို့လဲဆိုတော့ဒီကစားသမားကိုနှိုက်ကဒီဘာစီလိုနာအသင်းကိုပြောင်းရွှေ့ကစားချင်ပါတယ်ဆိုပြီးတော့ဒါထုတ်ဖော်ပြောကြားထားတဲ့အခြေအနေတစ်ခုက Arsenal အသင်းတွေခေါ်ရခက်လိမ့်မယ်လို့တော့ကျွန်တော်ထင်တယ်အခုလက်ရှိမှာတော့ Arsenal အသင်းအနေနဲ့ဒါ Real Madrid အသင်းမှာစာချုပ်သစ်ကိစ္စလုံးဝအဆင်မပြေသေးတဲ့ Vinicius Junior ကိုပြောင်းလဲပြစ်မှတ်ထားလာတော့ကျွန်တော်ကတော့သူကြိုဆိုတယ်အဲ့လိုမျိုးပဲဒါရောက်လာရင်တော့ Arsenal အသင်းရဲ့ဒီတိုက်စစ်ကဒီဘေဂျန်တောင်ပန်တိုက်စစ်ကတော်တော်လေးအားကောင်းသွားမယ်လို့တော့ကျွန်တော်ထင်တယ်အဲ့တော့ဒီနေရာမှာတစ်ခုရှိတာက Vinicius Junior အနေနဲ့တကယ်လို့ Arsenal အသင်းကိုရောက်လာပြီပဲထားပါတော့ဒီ Arsenal အသင်းရဲ့ system အောက်မှာ Miguel Arteta ရဲ့ဒီ system အောက်မှာ Vinicius Junior တွေအံဝင်ပါမလားဆိုတဲ့အတွေးလေးတစ်ခုပေါ့လေဒါကျွန်တော်ရဲ့အတွေးမြင်သက်ပါဘာလို့ဒီလိုပြောရလဲဆိုတာ Vinicius Junior ကဒီ system အားပြုတဲ့နီးပြရဲ့လက်အောက်မှာကစားရင်သူ့ရဲ့ခြေစွမ်းကနည်းနည်းလေးရုန်းကန်ရတယ်အထူးသဖြင့်ဇာဗီအလွန်ဆိုလက်ထက်တုန်းကဇာဗီအလွန်ဆိုကဒီ structure ဦးစားပေးတဲ့ system ဦးစားပေးတယ်เนาะဒီလိုဦးစားပေးတဲ့နီးပြအောက်မှာဒီ Vinicius Junior အနေနဲ့ဒါတွင်းကိုဆိုလို့ဒါ4ဂိုးလား3ဂိုးလားမသိရခဲ့တာကျွန်တော်
ဘယ်လိုပြောမလဲဒါအရေးတွေအဖြစ်တော့ဒါတင်ဟိုတိကျကျွန်တော်မေ့နေတယ်ပေါ့လေဒါပေမဲ့အလွန်ဆိုမရှိရဲ့နောက်ပိုင်းအဘီဒရိုလက်ထက်မှာတော့ Vinicius Junior ရဲ့ဒီဂိုးသွင်းနှုံးတွေသူ့ရဲ့ခြေစွမ်းတွေကပို့ပြီးတော့ကောင်းလာကျွန်တော်တွေ့ရတယ်ဒါတိုက်ဆိုင်မှုတစ်ခုမဟုတ်ဘူးကာလိုအန်ဆန်လော့တီလက်ထက်မှာဘာလို့ Vinicius Junior ကသွင်းဂိုးတွေအစ်စ်တွေဘာလို့ရနေတာလဲဆိုတော့ဒါကာလိုအန်ဆန်လော့တီနေနဲ့ဒါ Vinicius Junior ကိုတိုက်စစ်မှာသူကစားခြင်းနဲ့ဒီဘေချမ်းမှာလွတ်လပ်ကစားခွင့်ပေးထားလို့ဒီလိုမျိုးဖြစ်နေတာအဲ့တော့ဒါ Vinicius Junior ရဲ့ profile အရာတော့တကယ်ကိုပဲ world class level သူ့အနေနဲ့ဒါ Real Madrid မှာဒီစရောက်ခရဲကဒါပွဲပေါင်း385ပွဲကစားထားတယ်ဂိုးပောင်ဝင်ပတ်သက်မှုကလည်း228ဂိုးလောက်ရှိတယ်အဲ့ဒီအရာကတကယ်ကိုပဲလုံးဝ impress ဖြစ်စရာပဲတကယ်ကိုသူ့ရဲ့ခြေစွမ်းကတကယ်ကိုအထင်ကြီးစရာပဲအဲ့တော့ Miguel Arteta ကလည်းဒီအလွန်ဆိုလို့လိုဒီ system ကိုဦးစားပေးတဲ့နည်းပြမျိုးအဲ့တော့ Miguel Arteta ရဲ့လက်အောက်မှာ Vinicius Junior အနေနဲ့သူ့ကိုဘယ်လိုမျိုးduty တွေ function တွေပေးမလဲဆိုတာကတော့အရင်အရေးကြီးသွားပြီလို့ကျွန်တော်ထင်တယ်ငကိုတွေကဒါ Vinicius Junior ကတကယ်ကိုအရေးသွေးအဖြစ်ရောindividual skill တွေရောအင်မတန်မှကျွဲဝတဲ့ Brazil သားတစ်ယောက်လည်းဖြစ်တယ်အဲ့လိုမျိုးပဲဒါသူ့အနေနဲ့ဒါဘယ်လိုပြောမလဲဒီကြက်ညက်တက်နေတဲ့ဒီ cancel line တွေတော့မှထိုးဖောက်နိုင်တဲ့ဒီပြိုင်ဘက်ကစားသမား2ယောက်လောက်တောင်မှ AC ဘူးလီလုံနိုင်တဲ့ကစားသမားမျိုးကဒီကစားသမားရဲ့အရေးအသွေးကိုတော့ဒါ Miguel Arteta အနေနဲ့အပြည့်အဝထုတ်ယူသုံးစွဲရင်တော့ပိုပြီးအဆင်ပြေလိမ့်မယ်လို့ကျွန်တော်ထင်တယ်အဲ့တော့ Vinicius Junior ရောက်လာလို့ရှိရင် Miguel Arteta အနေနဲ့ဘယ်လိုမျိုးကစားကွက်ပိုင်းဆိုင်ရာကိုဘယ်လိုမျိုးပြောင်းလဲမလဲဆိုတာကလည်းဒါ Miguel Arteta အတွက်ဒါစိန်ခေါ်မှုတစ်ခုဖြစ်လိမ့်မယ်လို့တော့ကျွန်တော်ယူဆရတယ်အဲ့တော့ဒီပြန်ပြီးပြောမယ်ဆိုရင်တော့ဒါမကြခင်မှာတော့ဒါ Real Madrid အသင်းနဲ့ဒါ Vinicius Junior ရဲ့အပြောင်းရွှေ့ဇလန်းကဘယ်လိုတွေဖြစ်လာမလဲဆိုတော့စောင့်ကြည့်ရမှာပေါ့လေအဲ့တော့ဒါ Real Madrid အသင်းကလည်းအခုလက်ရှိအချိန်မှာဒါ Rodri နဲ့ Yan Diomande ရဲ့အပြောင်းရွှေ့တွေကိုအခုဆက်လက်လှုပ်ဆောင်နေတယ်ဒါ Rodri နဲ့ဆိုရင်လည်းဒါ Real Madrid အသင်းတွေကဒါ personal တန်းရသဘောတူညီမှုရရှိဖို့လည်းတော်တော်လေးနှီးစပ်နေပြီရသွားပြီလို့ကျွန်တော်သိရတယ်အဲ့တော့ဒီ Yan Diomande ကိုလည်းဒါ Real Madrid အသင်းဘက်က Real Madrid အသင်းနီးပြ Morinho ကလည်း Yan Diomande ကိုခေါ်ယူဖို့အတွက် approve ပေးလိုက်ပြီးမီးစိမ်းပြလိုက်ပြီးအဲ့တော့ဒီမကြခင်မှာပဲဒီ Yan Diomande ကလည်းဒါ PSG အသင်းနဲ့ပုံကွင်ဆိုင်ရာသဘောတူညီမှုရရှိထားတယ်ဆိုပေမဲ့အခုချိန်မှာ Real Madrid ကိုပြောင်းဖို့အတွက်လမ်းဖွင့်ထားပြီအဲ့တော့ဒီပြောင်းရွှေ့ကလည်းမကြခင် Real Madrid အသင်းကဖြစ်ပေါ်လာမှာဆိုတော့ Vinicius Junior ရဲ့အနာဂတ်နဲ့ပတ်သက်ပြီးတော့ဒါသူတို့အနေနဲ့ဒါလှုပ်ဆောင်မှုရှိသေးတယ်အဲ့တော့ဒါ Real Madrid အနေနဲ့လာမဲ့ယာဒီမှာတော့ဒီ Morinho နဲ့အတူဒီတိုက်စစ်ပိုင်းမှာလည်းအပြောင်းလဲတွေမြင်ရနိုင်တယ်လို့ကွင်းလယ်ပိုင်းကလည်းအပြောင်းလဲတွေကျွန်တော်မြင်ရနိုင်တယ်အဲ့လိုမျိုးပဲနောက်ထပ် Tchouaméni ရဲ့အပြောင်းရွှေ့ကိုလည်းဒါ Manchester United အသင်းစီရောင်းချမလားဆိုတော့စောင့်ကြည့်ရမယ်အဲ့တော့ဒါတစ်ဖက်မှာလည်းဒါ Arsenal အသင်းက Vinicius Junior ကိုအမိအရခေါ်ယူသွားနိုင်မလားဆိုတော့စောင့်ကြည့်ရမယ်အခုလက်ရှိအချိန်ဒီမှာတော့ Arsenal အသင်းဘက်က Andre Bata နဲ့ဒါ Miguel Arteta တို့က Vinicius Junior ရဲ့အပြောင်းရွှေ့ကိုဘယ်လိုမျိုးသဘောတူညီမှုရရှိအောင်လုပ်မလဲဆိုတာကတော့သူတို့အသင်းတွင်းမှာအဖြေရှာနေပြီမကြခင် Real Madrid အသင်းကိုကန်လန်းတော့မယ်အဲ့ဒီပြင်ဒါဒီ Vinicius Junior အပြင်နောက်ထပ်လက်ရှိအချိန်တွေအထိဒါArsenal အသင်းကပြတ်မှတ်ထားနေတဲ့ကစားသမားတွေကတော့ဒါ Brady Barcola တို့Yan Diomande တို့ဒါမဲ့ဒီ Yan Diomande က list သူတို့ရဲ့ list ထဲမှာသတင်းတွေအရာတော့ရှိနေသေးတယ်ဆိုပေမဲ့ဒါ Yan Diomande ကတော့ရဖို့တော့လုံးဝမလွယ်တော့ဘူးဒါ Real Madrid အသင်းစီကိုရောက်တော့မယ်အဲ့တော့ Julian Alvarez နဲ့ Brady Barcola ဒီကစားသမားနှစ်ယောက်ကိုလည်းသူတို့ဆက်လက်ပြီးတော့ဒီစောင့်ကြည့်တဲ့ list ထဲမှာထည့်ထားတော့မယ်အဲ့တော့ Brady Barcola ရဲ့ဒီ situation ကိုပြန်ပြီးပြောရမယ်ဆိုတော့လက်ရှိမှာဒါ Yan Diomande ကဒီ PSG အသင်းကိုမရောက်တော့ဘူး Real Madrid ကိုရောက်သွားမှာဆိုတော့ Brady Barcola ကလည်း PSG အသင်းကနေထွက်ဖို့မသေးကြတော့ဘူးအဲ့တော့ငကိုရီးယားမှာဒါ Yan Diomande ရောက်သည်ဖြစ်စေမရောက်သည်ဖြစ်စေ PSG အသင်းဘက်ကဒီ Brady Barcola ကိုဒီလက်လွတ်ဖို့အတွက်ရောင်းချဖို့အတွက်တွန်းဆုံနေတဲ့အနေအထားမျိုးမှာတကယ်လို့ Yan Diomande က Real Madrid ကိုရောက်သွားမယ်ဆိုရင်တော့ဒါ Brady Barcola ဒီလဲ PSG အသင်းနဲ့စာချုပ်ထပ်ပြီးတော့ချုပ်ဖို့များတယ်အဲ့တော့ Arsenal အသင်းအနေနဲ့လက်ရှိအချိန်မှာ Vinicius Junior ကိုဘယ်လိုပြောမလဲဒါအာယုံစိုက်ပြီးတော့အမှန်တကယ်ရအောင်ခေါ်နိုင်မှုပဲလိုတော့တယ်လို့တော့ကျွန်တော်မြင်တယ်အဲ့တော့ဘာပဲပြောဒါ Vinicius Junior လိုမျိုးဒါ world class တောင်မှန်တိုက်စစ်ကစားသမားကို Arsenal အသင်းကခေါ်ယူလိုက်နိုင်မယ်ဆိုရင်တော့တိုက်စစ်ပိုင်းကဘာပဲပြောစာရွက်ပေါ်မှာလည်းပြည့်စုံသွားပြီဒီ game ထဲမှာလည်းဘာပဲပြော Vinicius Junior လိုအရေးသွေးမြင့်တဲ့ကစားသမားတစ်ယောက်ရသွားပြီဆိုတဲ့အတွက် Saka နဲ့ Vinicius Junior ရဲ့တောင်မှန်တစုံကအင်မတန်မှပြိုင်ဘက်တွေတော့ကြောက်စရာကောင်းသွားပြီလို့ကျွန်တော်ထင်တယ်အဲ့ဒီအပြင်ကမှဒီဘယ်လိုပြောမလဲဒီ Miguel Arteta အနေနဲ့သူ့ရဲ့ Vinicius Junior ကိုဘယ်လိုသုံးစွဲမလဲဆိုတာကလည်းစောင့်ကြည့်ရမယ်။တေချာတော့ Arsenal အသင်းရဲ့လက်ရှိကစားသမားစုဖွဲ့မှုအင်အားအရာတော့ဘယ်လိုပြောမလဲဒီ Crystal Zolit တို့လိုမျိုးဒီ squad player တွေကိုခေါ်မဲ့အနေထားမျိုးအချိန်အခါမျိုးမဟုတ်တော့ဘူး။သူတို့အနေနဲ့ကွင်းလယ်ပဲဖြစ်ဖြစ်ခံစစ်ပဲဖြစ်ဖြစ်တိုက်စစ်နေရပဲဖြစ်ဖြစ်သူတို့ခေါ်မဲ့ကစားသမားကဒီဘယ်လိုပြောမလဲအသင်းရဲ့တိုက်စစ်ပိုင်းပဲဖြစ်ဖြစ်ကွင်းလယ်ပဲဖြစ်ဖြစ်ဒီနောက်တစ်ဆင့်
ဟင့်သွားဖို့ဒါ upgrade လောက်ရတော့မဲ့အနေအထားတစ်ခုကိုရောက်သွားပြီလို့ကျွန်တော်ထင်တယ်အဲ့တော့တခြားအသင်းတွေတော့မတူတော့ဘူးအာဆင်နယ်အသင်းကအခုလက်ရှိမှာတော်တော်လေးတောင်းတင်းနေတယ်ငွေကြေးအပြင်ရောတောင်းတင်းနေတာဆိုတော့ဒါ Vinicius Junior ရဲ့အပြောင်းအရွှေ့ကိုဘာတွေဆက်ဖြစ်လာမလဲဆိုတော့စောင့်ကြည့်ရမယ်ဟုတ်ကဲ့ပါဒါကတော့ဒါအာဆင်နယ်အသင်းနဲ့ဒါ Vinicius Junior တို့ရဲ့အပြောင်းအရွှေ့သတင်းလေးကိုကျွန်တော်အဓိကသုံးသပ်တင်ဆက်ပြီးတော့တာပဲဖြစ်ပါတယ်ခင်ဗျာနောက်စီဇန်ထဲမှာပြန်လည်ဆုံတွေ့ပါမယ်